250လောက်တော့ရှိပြီဆယ်ကျော်သက်လူငယ်2ယောက်ဆက်ရုံတရုံကိုညဘက်ကြီးဖောက်တွင်းဝင်တယ်တယောက်ကတော့ Christopher Creek အသက်16နှစ်နဲ့နောက်တစ်ယောက်ကတော့ Derek Bandley အသက်19နှစ်ဘန်ဒလီကအသက်ပိုကြီးပေမဲ့ခတ်တုံးတုံးရဲ့ညံမမီဘူးပြောရမယ်ဒါကြောင့်အသက်ပုံငယ်တဲ့ Creek ကခေါင်းဆောင်ဖြစ်နေရောနှစ်ယောက်စလုံးကတိတ်ပြီးတဲ့လေလေဝဲရှိကြတဲ့လူတွေမဟုတ်ဘူးသူတို့တွေခိုးဝင်တာကိုလူမိသွားပါလေရောသူတို့ကိုတွေ့သွားတဲ့လူကရဲကိုလှမ်းခေါ်တယ်ရဲတွေရောက်လာတော့ဘန်ဒလီအသက်ကြီးတဲ့လူကပြေးဖို့ကြိုးစားတယ်ဒါပေမဲ့လည်းမအောင်မြင်ဘူးဖမ်းမိသွားတယ်ဘန်ဒလီကိုရဲတွေကဖမ်းချုပ်ထားတဲ့အချိန်မှာပဲသူတို့နဲ့မလန်းမကန်းမှရှိနေတဲ့ Creek အသက်ပုံငယ်တဲ့လူကရဲတွေဘန်းတာကိုမခံမဲနဲ့တနက်နဲ့ပြန်ပစ်တယ်ရဲတယောက်တေဆုံးသွားတယ်ဒီတော့ Creek နဲ့ဘန်ဒလီကိုလူတက်မှုနဲ့တရားစွဲတယ်နှစ်ယောက်စလုံးမှာအပြစ်ရှိတယ်ဆိုပြီးတော့အမိန့်ချတယ် Creek ကတနက်ကင်ပြီးတော့ပြစ်တဲ့လူဒါပေမဲ့ तू ကအသက်16နှစ်မပြည့်သေးဘူးဒီတော့ကြိုးပေးလို့မရဘူးထောင်နှံပဲချမှတ်လိုက်တယ်ဘန်ဒလီကျတော့အမှုဖြစ်စဉ်မှာသူ့မှာတနက်မပါဘူးရဲတွေဖမ်းချုပ်တာကိုခံနေရတယ်ဒါပေမဲ့ဘန်ဒလီကအသက်16နှစ်ကျော်ပြီတနက်ခလုံးမောင်းကိုဆွဲတဲ့လူကဘန်ဒလီမဟုတ်ပေမဲ့သူကိုယ်တိုင်ပြစ်လိုက်တာမဟုတ်ပေမဲ့ဘန်ဒလီကိုတေတံချလိုက်တယ်ကျိုးစင်ပိုးခံလိုက်ရတယ်ဘာလို့လဲဆိုတော့ရုံးရင်းဆန်ကတ်ဖြစ်နေတော့မှ Creek ကိုဘန်ဒလီလှမ်းအောင်လိုက်တဲ့စကားတခွန်းကြောက်တဲ့တနက်ကင်ထားတဲ့ Creek နားကိုရဲရရှိတူကချင်းကက်သွားရင်းနဲ့ပြောတယ်မင်းလက်ထဲကတနက်ကိုငါ့ကိုပေးစမ်းတဲ့ဒီဘက်မှာရဲတွေဖမ်းချုပ်ခံထားရတဲ့ဘန်ဒလီကလှမ်းអော်တယ် Creekပြောတယ်လို့လှုပ်လိုက်လေလှုပ်လိုက်တော့လေတဲ့အဲ့ဒီမှာ Creek ကရဲရရှိကိုတနက်နဲ့ပြစ်ထည့်လိုက်တာပဲတရားရုံးမှာဘန်ဒလီကပြောတယ်လှုပ်လိုက်ဆိုတာပြစ်လိုက်လို့ပြောတာမဟုတ်ပါဘူးတဲ့ရဲရရှိခိုင်းတဲ့အတိုင်းလှုပ်လိုက်ပါတနက်ကိုလှမ်းပစ်ပေးလိုက်ပါလို့ရည်ရွယ်တာပါတဲ့အသေးပစ်ခိုင်းတာမဟုတ်ရပါဘူးတဲ့ဒါပေမဲ့တရားလိုရှိနေကဘန်ဒလီစကားကိုလက်မခံဘူးလူမိုက်ရုပ်ရှင်တွေမှာပါတဲ့လှုပ်ထည့်လိုက်တော့ငါလှုပ်လိုက်ရစတဲ့ဘန်စကားတွေတုံးလိုက်တာလို့ယူဆတယ်အသက်မပြည့်သေးတဲ့မတိနာမလဲသေးတဲ့ Creek ကိုမြောက်ပင်တွေးထိုးပေးတာလို့ဆွဆွဲတယ်သူယူဆချက်ကြောင့်ဘန်ဒလီကျိုးစင်တက်သွားရတယ်စကလုံးတွေကိုလိုတလို့ယူဆလို့ရတယ်ဆိုတာကိုကျွန်တော်တို့အားလုံးသဘောပေါက်ပါတယ်ခေါင်းထဲမှာရှိပြီးသားဆုံးဖြတ်ပြီးသားဆုံးဖြတ်ချက်နဲ့ကိုက်ညီအောင်ဆွဲတွေးလိုက်တာပဲCreek ဆုံးဖြတ်ချက်ကိုပဲကြည့်ပါအစာကလေးကပြစ်ဖို့ရည်ရွယ်ထားပြီးသားဖြစ်တဲ့အတွက်သူတို့လိုဆွဲတွေးဆုံးဖြတ်လိုက်တာပဲလေကျွန်တော်တို့အနေနဲ့စိတ်ညစ်နေတဲ့အချိန်စိတ်ဖိစီးနေတဲ့အချိန်တွေမှာပို့ပြီးတော့တည်တာတယ်ပြောသမျှစကားတိုင်းကငါ့ကိုဆွဆွဲကဲ့ရဲ့နေကြတာပဲဆိုပြီးတော့ထင်လာတယ်ခေါင်းထဲကအတွေးတွေအတိုင်းအပြင်မှာတကယ်ဖြစ်နေတာဆိုပြီးတော့တတိချယုံကြည်ကျင်လာတယ်အတွေးနဲ့လက်တွေ့မတူဘူးဆိုတာကိုလက်မခံကျင်တော့ဘူးဒါကျွန်တော်တို့နေ့တိုင်းလုပ်နေကြအမှားတစ်ခုပါပဲဘာပဲလုပ်လို့ကို့အတွေးကသာမှန်တယ်ဆိုတဲ့ယူဆချက်ကြီးကိုဆွဲနေတယ်မြင်သမျှကြားသမျှကိုလိုရာဆွဲတွေးမိတယ်အဲ့ဒီအတွေးကိုပိုခိုင်းမလာအောင်နောက်ထပ်တော့အတွေးတွေနဲ့ထပ်လောင်းပြီးတော့တွန်းအားပေးတယ်နေ့တိုင်းပဲအမြဲတမ်းပဲအဲ့နာအိုက်ဆိုင်လန်ဆိုတဲ့စာရေးဆရာမပြောခဲ့တယ်လို့ပဲလူတွေဟာဘာကိုမှအရှိတိုင်းမမြင်ကြဘူးအရာအလုံးဟာကို့အမြင်နဲ့တိုင်းကို့စိတ်နဲ့နှိုင်းတာတွေကြီးပဲ